ဒီနေ့မှာပြောချင်တဲ့အကြောင်းအရာလေးကVietnamese ဆရာတော်ပေါ့နော်တင်နဟန်ရဲ့ Nomad Nolotan ဆိုတဲ့ဆောင်းထဲကအကြောင်းအရာလေးကိုပြောချင်ပါတယ်အဲ့တော့ topic ကတော့ suffering and happiness are not separate ဒုက္ခနဲ့ဒုက္ခနဲ့ဆိုတာခွဲခြားလို့မရဘူးပေါ့နော်ဒီပိုင်းလေးဖြစ်ပါတယ် when we suffer we tend to think that suffering is all there is that at the moment and happiness belongs to some other time or place အဲ့တော့ဒီနေရာမှာ when we suffer ဆိုတာဒုက္ခရောက်နေတဲ့အချိန်မှာဘာတွေ့လဲလို့ပြောရင်ဒီအချိန်ကငါတို့အတွက်ဒုက္ခကြီးပဲဒုက္ခရောက်လိုက်တာပေါ့နော်အဲ့ပျော်ရွှင်မှုဆိုတာငါတို့အတွက်မရှိနေဘူးဒီလိုတွေးကြတာပေါ့နော် people often ask လူတွေကမေးတယ်ပေါ့နော် why do I have to suffer ငါဘာလို့ဒီလိုဒုက္ခရောက်နေရလဲ thinking we should be able to have a life thinking similarly we should be able to have a life without any suffering ဒုက္ခမရှိပဲဘဝကနော်ဒုက္ခမရှိခြင်းဘူးပေါ့နော်ဒုက္ခတွေမရှိခြင်းဘူးဆိုပြီးတော့စဉ်းစားကြရပေါ့အဲ့လိုစဉ်းစားရဆိုရင် as deluded as thinking we should be able to have a left side without a right side အဲ့လိုမျိုးစဉ်းစားရဆိုရင်ဘာလို့စဉ်းစားရနေတော့တူလဲဆိုတော့ကိုယ့်ရဲ့ဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းပေါ့နော်ဒီလိုသွားပြီးတော့စဉ်းစားရနေတူတယ်တဲ့ At the same is true of thinking we have a life in which no happiness whatsoever is to be found အဲ့တော့အဲ့လိုမျိုးပျော်ရွှင်စရာတွေမရှိနေဘူးလို့တွေးလိုက်လို့ရှိရင်နော်အဲ့လိုမျိုးသွားပြီးစဉ်းစားနေတော့တွေ့ရတယ်အဲ့ if the left sense အဲ့ဆိုတဲ့ဘောကတော့ခန္ဓာကိုယ်မှာခန္ဓာကိုယ်ပေါ့နော်ဘယ်ဘက်နဲ့ညာဘက်နဲ့ရှိရပေါ့အဲ့ညာဘက်ကိုပျော်ရွှင်မှုပေါ့နော်ထားလိုက်ပါတော့ညာဘက်ကကိုယ်အတွက်ကဒုက္ခနော်ဒီလိုတင်စားမယ်ဘယ်ဘက်ကတော့ကိုယ့်ရဲ့ပျော်ရွှင်မှုလို့တင်စားမယ်အဲ့ကိုကခုနလိုမျိုးပျော်ရွှင်မှုပဲလို့ချင်တယ်ဒုက္ခမလို့ချင်ဘူးဒါဆိုရင်ဘယ်လိုပြောရလဲတော့တူလဲဆိုတော့ if the left sense right you have to go away I don't want you အဲ့တော့ကိုယ့်ရဲ့ဘယ်ဘက်ချမ်းနဲ့ကနေပြီးတော့ညာဘက်ချမ်းကိုသွားပြီးတော့ပြောရနေတူတယ်နော်မင်းထွက်သွားလို့ရပြီငါမင်းကိုမလို့ချင်ဘူးလို့ပြောရနေတူတယ် I only want the left ပေါ့နော်ငါဘယ်ဘက်ချမ်းပဲလို့ချင်တယ်ပေါ့that's nonsense တကယ်တော့ဒါအတိတ်ပဲမရှိပါဘူး because then the left would have to stop existing as well အဲ့လိုသာဆိုရင်ခုနလိုမျိုးဒီဘက်ဘက်ဆိုတာလည်းရှိနေမှာမဟုတ်တော့ဘူးပေါ့နော် if there's no right then there's no left ဘယ်ဘက်မရှိညာဘက်လည်းမရှိနိုင်တော့ when there is no suffering အဲ့ဒီတိုင်းပဲ in the same way ပဲနော်ဒုက္ခမရှိဘူးလို့ပြောရင် there can be no happiness either and vice versa ပျော်ရွှင်မှုဆိုတာလည်းမရှိနိုင်ဘူးIf we can learn to see and skillfully engage with both the present of happiness and the present of suffering, ခုနလိုမျိုး suffering ပေါ့နော်ဒုက္ခဆိုတာလည်းရှိရယ်ပျော်ရွှင်မှုဆိုတာလည်းရှိရယ်ဆိုတော့တကယ်ကျွမ်းကျင်နားလည်ပြီးဆိုရင် we will go in the direction of enjoying life more ပို့ပြီးတော့ဘဝမှာပျော်ပြီးတော့နေလို့ထိုင်လို့ကောင်းလာမယ်ပေါ့နော် Every day we go a little further in that direction နော်ဒီလိုမျိုးလေးပြောင်းပြီးတော့စဉ်းစားရင်တော့မှာပဲ eventually we realize that နောက်ဆုံးမှာသဘောပေါက်လာနိုင်တယ် suffering and happiness are not two separate things ဒီနှစ်ခုကခွဲလို့မရဒုက္ခနဲ့ဒုက္ခဆိုတာခွဲလို့မရဘူးဆိုတော့သိလာလိမ့်မယ်ဒီမှာနောက်တစ်ခု example ပေးထားတာက cold air လေအေးတိုင်းနေတယ် cold air can be painful if you aren't wearing enough warm clothes ကိုကအဝတ်စားတွေနွေးထွေးရဲ့အဝတ်စားတွေမဝတ်ထားဘူးဆိုရင်ဒီချိန်မှာကိုယ်လေးတိုက်လိုက်တဲ့အခါမှာကိုယ့်အတွက်က pain ဖြစ်တယ်နော်နာကျင်မှုဖြစ်တယ် but when you are feeling overheated အဲ့ချိန်မှာကိုယ်ကပူနေမယ်ဆိုပါဆို or you are walking outside with proper clothing အဝတ်စားကိုနွေးထွေးဝတ်ထားမယ်ဒါဆိုရင် the bracing sensation of cold air can be a source of feeling enjoy and aliveness ဒါကိုယ့်အတွက်ပြဿနာမဟုတ်တော့ဒါကိုယ်ကပျော်ရွှင်မှုဖြစ်သွားတယ် a suffering is some kind of external တကယ်တော့ဒုက္ခဆိုတာကအပြင်ကလာနေတဲ့သဘောပြောချင်တာဟုတ်ဘူးနော်ဆိုတဲ့ဘောအမြဲတမ်း external ဖြစ်နေတာမဟုတ်ဘူး objective source of oppression and pain အမြဲတမ်းဖိနှိပ်မှုနာကျင်မှုဒါတွေပေါ့နော်ဒါတွေကနေပဲဖြစ်နေတာမဟုတ်ဘူးပေါ့နော်ဆိုတဲ့ဘောအမြဲတမ်းဒီလို external ကလာတဲ့အရာပဲမဟုတ်ဘူးနော်there might be things that cause you to suffer ကိုယ့်အတွက်ကအဲ့ပျော်ရွှင်နေရဆိုတာအဲ့ပျော်ရွှင်နေတဲ့အချိန်မှာပဲကိုယ့်အတွက်ကကိုကပျော်ရွှင်နေမယ်တခြားသူတယောက်မှာကိုကစိတ်ညစ်နေတာတစ်ချိန်တည်းမှာပဲတစ်ပြိုင်တည်းထဲမှာပဲကိုကဒီထဲမှာဆိုရင်ဘာပြောထားလဲလို့ဆိုတော့such as loud music အဲ့တော့ကိုကတချင်းကြေးဖွင့်အားကြိုက်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဘေးကလူက
တချင်းကျဲကြီးဖွင့်နေရတာမကြိုက်ဘူးဆိုရင်သူ့အတွက်ကဒါ annoying ဖြစ်နေတာပေါ့နော်အစိတ်ညစ်စီအဲ့ကိုကချိန်ထဲမှာကိုက happiness ကိုခံစားနေတဲ့အချိန်မှာ तू ကခုနလို suffering ဆိုတဲ့အရာကိုခံစားနေရတယ်နောက်တစ်ခါ bright lights ပေါ့နော်အဲ့တော့ချို့ဆိုရင်မီးလင်းနေတယ်ဆိုအိတ်လို့မရဘူးအဲ့တော့မီးပိတ်ပြီးတော့အိတ်တာမျိုးရှိရင်ချို့ကြောင့်မီးဖွင့်ပြီးတော့အိတ်ရမှာကြိုက်တယ်ပေါ့အဲ့ဒါဆိုရင်တစ်ခုနဲ့တစ်ခုနဲ့မှာ at the same time မှာပဲ suffering လည်းရှိနေတယ် happiness လည်းရှိနေတယ် which may bring other people joy နော်အဲ့တော့ကိုယ့်အတွက်စိတ်ညစ်စရာချားသူအတွက်ပျော်ရွှင်စရာဖြစ်နေတယ်လို့ချားသူအတွက်ပျော်ရွှင်စရာကိုယ့်အတွက်စိတ်ညစ်စရာဖြစ်နေနိုင်တယ် There are things that bring you joy that among other people. The rainy day that ruins your plans for a picnic. အခုက picnic ထွက်နော်ပြပစားထွက်မယ်ဒါပေမဲ့အဲ့နေမှာမိုးရွာတယ်ဒါဆိုရင်ကိုယ့်အတွက်ကဒါဒီ suffering ခုနကဒုက္ခဖြစ်သွားတယ်ကိုမကြိုက်တဲ့အရာကြီးပေါ့နော်အဲ့ကိုက picnic ထွက်ချင်တာဒါပေမဲ့အဲ့အချိန်မှာတစ်ပြိုင်တည်းထဲမှာပဲ it's a boon for the farmer whose field is parched အဲ့တော့လေခွေးနေ6ကတ်နေတဲ့လေသမားတယောက်အတွက်ကဒါသူ့အတွက်ပျော်ရွှင်မှုဖြစ်သွားတာပေါ့နော် Our happiness is possible right now အပျော်ရွှင်မှုဆိုတာအခုလည်းရှိနေနေတာပဲ Today that happiness cannot be without suffering ဒါပေမဲ့ဒုက္ခမရှိဘူးဆိုပျော်ရွှင်မှုဆိုတာလည်းမရှိနိုင်ဘူး Some people think that in order to be happy အပျော်ရွှင်မှုဆိုတာက they must avoid all suffering နော်ပျော်ရွှင်မှုဆိုလို့ရှိရင်သူကဒုက္ခတွေအကုန်လုံးဖယ်လိုက်ရမယ်ဆိုပြီးထင်ကြတယ် And so they are constantly vigilant, constantly worried အဲ့လိုဖယ်လိုက်ရမယ်လို့စဉ်းစားနေတဲ့ချိန်ထဲမှာပဲသူကစိတ်ပူနေကြတယ်ပေါ့အစိုးရကတော့ပတ်စံနေရှင်ချမ်းသာမယ်ဆိုတဲ့လူတယောက်အဲ့သူကပတ်စံနေတော့ရှိတယ်ဒါပေမဲ့သူဓာတ်တွေအတွက်စိုးရိမ်နေရတယ် They end up sacrificing all their spontaneity, freedom and joy အဲ့ချိန်မှာသူဒီဘာကို sacrifice လုပ်လိုက်ရလဲဘာကိုနစ်နာခံလိုက်ရတယ်ပေါ့နော်ဘာလို့ဒုက္ခခံလိုက်ရတယ်လို့ပြောလို့ရှိရင်သူရမယ်ပျော်ရွှင်မှုတွေ freedom လွတ်လပ်မှုတွေဒါတွေအကုန်လုံးသူက sacrifice လုပ်လိုက်ရတယ်ပေါ့နော် This is incorrect ဒါမှမမှန်နေဘူး If you can recognize and accept your pain without running away from it ခုနကမျိုးကိုယ့်ရဲ့ဒုက္ခတွေဆိုတာကိုထွက်မပြေးပဲနဲ့ဒုက္ခခံလိုက်မယ်ဆိုရင် you will discover that all the pain is thereအဲ့လိုမျိုးဒုက္ခတွေရှိနေတာတော့မှပဲ joy can also be there at the same time တစ်ချိန်တည်းမှာပျော်ရွှင်မှုဆိုတာလည်းရှိနေနိုင်တယ်ဆိုတဲ့အတွေ့အလေးပေါ့ or some say that suffering is only an illusion or that to live wisely we have to transcend both suffering and joy အဲ့တချို့ကဘာလို့ပြောလဲလို့ပြောလို့ရှိရင် suffering wisely ပေါ့နော်အဲ့ suffering လို့ပြောရင်ဒုက္ခပေါ့အဲ့တချို့ကကြတော့ဘာလို့လဲလို့ပြောလို့ရှိရင် transcend လုပ်တာပေါ့နော်အဲ့ငါဒုက္ခရောက်နေတယ်ဒီနေ့အပြင်မပြောဘူးပေါ့အဲ့ပြောအောင်ရှောက်လုပ်မယ်ပေါ့နော်အပြောအောင်ရှောက်လုပ်မယ်အဲ့မပြောအောင်တခြားຢာတွေပေါ့နော်ပြောအောင်တခြားຢာတွေနဲ့လုပ်မယ်ဒါမှမဟုတ်ရှင်ကိုကအဲ့ဒီအချိန်မှာပြောနေတယ်ပေါ့နော်ပြောနေတဲ့အချိန်မှာကိုက suffering ဒုက္ခကိုခံစားချက်မှုပေါ့ဒီလိုမျိုးတွေတွေးကောင်းတွေးနိုင်တယ်ပေါ့ I see the opposite ကဲတော့ sentiment ပဲ the way to suffer well ဒုက္ခကိုခံစားနေတဲ့အချိန်မှာလေ and be happy is to stay in touch with what is actually going on အဲ့တော့ဒီဒုက္ခကိုခံစားနေတဲ့အချိန်မှာလေပျော်ရွှင်မှုဆိုတာရှိမယ်ပေါ့နော်ဆိုတဲ့သဘောတော့ဒီဒုက္ခတွေခံစားနေတဲ့အချိန်မှာပဲတစ်ဖက်မှာပျော်ရွှင်မှုဆိုတာရှိနေနိုင်တယ်အဲ့ the way to suffer well အဲ့ဒါဒီဒုက္ခတွေကိုခံစားပြီးတယ်ပေါ့နော် and be happy is to stay in touch with what is actually going on အဲ့ဒီမှာဆိုလို့ရှိရင်သူကပြောချင်တဲ့သဘောကတော့ဗာပြောရလဲလို့ပြောလို့ရှိရင်အဲ့တော့ဒုက္ခတွေဆိုတော့အမြဲတမ်းပဲဒုက္ခတွေပဲရှိနေမှာပေါ့နော်အမြဲတမ်းပျော်ရွှင်မှုဆိုတာလည်းရှိနေမှာပေါ့အပျော်ရွှင်မှုဆိုတာရှိနေတဲ့အချိန်မှာဒုက္ခဆိုတာလည်းကပ်ပါတာလားလို့ဒုက္ခရှိနေတဲ့အချိန်မှာလည်းပျော်ရွှင်မှုဆိုတာခုနကဒုက္ခဆိုတာလည်းကပ်ပါနေတယ်ပေါ့နော်အမြဲတမ်းရှိနေတယ်ပေါ့in doing so ဒီလိုမျိုးတွေနားလည်လာပြီဆိုရင် you will gain liberating insight into the true nature of suffering and joy ဒီလိုမျိုးတွေးနိုင်ပြီဆိုလို့ရှိရင်ခုနကကိုအတွက်ကနော် liberating insights လို့ပြောရတာဖျားရအလဲလက်လမ်းစစ်ပေါ့နော်ခုနကလိုမျိုးပျော်ရွှင်မှုနဲ့ဒုက္ခပေါ့နော်ပျော်ရွှင်မှုလို့ပြောမယ်ဒါဒုက္ခနဲ့ဒုက္ခပေါ့နော်ဒုက္ခနဲ့ဒုက္ခကိုကိုကကောင်းကောင်းနားလည်သွားပြီဆိုလို့ရှိရင်ကိုဒုက္ခရောက်နေတဲ့အချိန်မှာလဲဒါကခုနလိုပေါ့နော်ဒီထဲမှာပျော်ရွှင်မှုတွေရှိနေနိုင်မယ်ပျော်ရွှင်မှုရှိနေနိုင်တဲ့အချိန်မှာလဲဒီနောက်မှာဒုက္ခဆိုတာလည်းရှိနေနိုင်တာပဲဆိုတဲ့ဟာလေးကိုသတိကပ်ပြီးတော့စဉ်းစားတဲ့နေဆိုတဲ့သဘောပေါ့နော်အဲ့တော့အခုအကိုဒီမှာဆိုရင်ဒါဒုက္ခတွေရောက်နေပေါ့နော်ဒုက္ခတွေရောက်နေပေမဲ့လည်းဒါတစ်ချိန်မှာမဟုတ်ပေါ့နော်ဒီဒုက္ခတွေရောက်နေပေမဲ့ဒီထဲမှာကိုယ့်အတွက်ကကောင်းတဲ့ຢာတွေလည်းရှိနေနိုင်တာပဲပေါ့နော်အဲ့တော့ကောင်းတဲ့ຢာတွေဖြစ်နေတဲ့အချိန်မှာလည်းဆိုးတဲ့ຢာတွေကလည်းရှိနေနိုင်တာပဲအဲ့တော့အများတိုင်းပဲငါပဲဒုက္ခရောက်နေရတယ်ငါတို့ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာကို
အမြဲတမ်းတစ်ခိုင်ကြရင်လူတိုင်းတွေးမှာပေါ့နော်အဲ့တော့တွေးလဲတွေးမိပါပဲနော်ဒီလိုအချိန်မှာဆိုပို့ဆိုတာပေါ့အဲ့တော့ဒါမဲ့ဒီအချိန်မှာအဲ့လိုမျိုးဒုက္ခရောက်နေတယ်ဆိုပေမဲ့အဲ့ဒုက္ခရဲ့အနောက်မှာကောင်းတဲ့အရာတွေကပ်ပါလာမယ်ဆိုတဲ့ဟာမျိုးလဲကြိုးပြီးတော့ဒါစဉ်းစားသင့်တယ်ပေါ့နော်အများတိုင်းဒုက္ခရောက်နေတယ်ဆိုတဲ့အတွေ့အကြုံတွေပဲနဲ့ဒီဒုက္ခတွေမှာပဲကိုယ့်အတွက်ကပျော်ရွှင်မှုဆိုတာရှိနေနိုင်တယ်ဆိုတဲ့ဟာကိုတစ်ထစ်ချယုံကြည်ပြီးတော့ဘဝတွေကိုရှေ့ဆက်ရင်ပို့ပြီးတော့ကိုယ့်အတွက်ကပိုကောင်းတဲ့ဘဝတွေဖြစ်လာနိုင်တယ်ပိုကောင်းတဲ့ better future တွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါလေးကိုတင်ပြရင်းနဲ့ဒီဆောင်လေးပေါ့နော်အဲ့တော့ nomad nolotans ပေါ့နော်အဲ့ nomad nolotans ဆိုတော့ရှုံးမဖြစ်ပဲရှုံးမရှိပဲနဲ့လေဒါကြာပန်းနေဖြစ်မလာနိုင်ဘူးပေါ့နော်အဲ့ဒီသဘောတိုင်းပဲပေါ့ဒုက္ခဆိုတာရှိမှဒါဒုက္ခဆိုတာလေးဖြစ်လာနိုင်တယ်လို့ဒုက္ခဆိုတာရှိမှဒုက္ခဆိုတာလေးဖြစ်လာနိုင်တယ်ဆိုရဲအကြောင်းလေးကိုဒါဆရာတော်ရဲ့ရေးထားတဲ့စာအုပ်လေးတွေကနေပြီးတော့တင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်